ကိုရီးယားမှာကျောင်းသားတို့မိကဘလို့စားအောင်မသိဖြစ်နေတင်တန်းကောင်းမှလည်းတက်ချင်တယ်ဒါပေမဲ့အချိန်ရောလူရောတင်တန်းကြီးရောတက်တာနဲ့တင်တန်းကလည်းရှားခက်နေတယ်ရောကိုရီးယားစာမှန်တကယ်ပြောတတ်ဖို့ဆိုအပြင်တင်တန်းလေးချဖောက်တော့ထမှာတော့မဟုတ်ဘူးလေအဆင်ပြေတဲ့အချိန်အဆင်ပြေတဲ့နေရာကနေကိုရီးယားစာကိုလေ့လာနိုင်မယ်ဆိုရင်ရောonline ကနေသင်ပေးတာမို့လို့အချိန်တစ်ခုတစ်ခါပေးပြီးတော့တက်ဆရာမလို့ဘူးသင်ခန်းစာရေးနားမလည်ဘူးဆိုရင်တော့မှကိုယ်စိတ်ကြိုက်ပြန်လေ့လာလို့ရတယ်အခြေခံကနေပြီးတော့စာကြောင်းတိစောက်တက်တဲ့အထိပြီးတော့ full skill လုံးထိအောင်တက်မြောက်အောင်သင်ကြားပေးထားပါတယ် Facebook group website application စတဲ့တဲ့ blog ကနေဗီဒီယိုတွေလေ့လာသင်လို့ရပြီးတော့အချိန်လေးနေရာမျိုးလေ့လာလို့ရတယ်တက်ရောက်ဖို့စစ်ဆေးဖို့အတွက် quiz တွေလည်းဖြေလို့ရတဲ့အပြင် study planner ပါရှိတော့စာလုံးဖြစ်မှလည်းစိတ်ပူစရာမလိုတော့ဘူးပေါ့နော်အပတ်စဉ်ဆုံးကလပ်တွေလည်းရှိပြီးတော့ speaking အတွက်လည်းလေ့ကျင့်လို့ရတဲ့အပြင်မသိတာတွေပါတစ်ခါတည်းမြန်လို့ရတော့အဆင်ပြေတာပေါ့နော်ဒီလိုဝန်ဆောင်မှုတွေနဲ့ကိုရီးယားစာကိုသင်တန်းချက်တစ်ခါသွင်းရုံနဲ့တသက်တာလေးလာလို့ရမယ်သင်တန်းကိုတက်ဖို့စိတ်ဝင်စားတယ်ဆိုရင်တော့ချယ်ရီရဲ့ Korean Classes by QRS ဆိုတဲ့ Facebook page လေးကနေပြီးတော့လာပြောပြီးတော့မေးမြန်းလို့ရတယ်လို့အောက်ပါဖုန်းနံပါတ်လေးကနေတစ်ဆင့်နဲ့ဆက်သွယ်ပြီးတော့မေးမြန်းနိုင်ပါတယ်